အားလုံးပဲမင်္ဂလာပါရှင် K Cartoon Story Time Channel လေးမှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြပေးခြင်းတဲ့ပုံမြင်လေးကတော့မေယုဆိုးလေးရဲ့ချစ်သူဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ပုံမြင်လေးကိုနားမထောင်ခင်မှာကျမရဲ့ channel လေးကို like and subscribe လေးပြီးပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ခါတော့ကအင်မတန်အယုတ်ဆိုးတဲ့ကောင်မလေးတစ်ယောက်ရှိတဲ့ကွယ်အဲ့ဒီမေယုဆိုးလေးဟာအယုတ်ဆိုးလုံးလို့အိမ်ထဲကအိမ်ပြင်မထွက်ဝင်ရှာပဲအိမ်လေးထဲမှာပဲအောင်းနေကပရင်းပေါက်လေးကိုဖွင့်ပြီးလမ်းတော်လမ်းလာတွေကိုငေးကြည့်နေရရှာတာပေါ့ကြီးစမ်းမအိုးဟိုဘက်အိမ်ကအချင်းချင်းတို့နှွှဲနှွှဲတို့များလှလိုက်ကြတာဟောအခုလာနေတဲ့ရီလဲလှတာပါပဲငါသာသူတို့လိုလှရင်တိတ်ကောင်းမှာပဲငါမှရုပ်ကဆိုတော့ပွဲလဲတပင်နေလဲမသွားရဲဘူးအိမ်ထဲမှာပဲအောင်းနေရတော့အခုလိုအရွယ်ရောက်လာတာတောင်ပူဇာရှင်ကိုတွေးဆုံကိုမကြုံရတော့ဘူးဟဲ့အေးလေငါတို့အယုတ်ဆိုးသူမှပူဇာရှင်ဘယ်ရှိနိုင်မှာလဲမေယုဆိုးလေးဟာဝမ်းနဲ့အားခင်စွာပဲသူများကိုအားကြငီးမောနေရှာတာပေါ့တနေ့မှာတော့မေယုဆိုးလေးပရင်းပေါက်မှာထိုင်ပြီးငီးနေတော့မှပဲပရင်းပေါက်အဝမှာမျက်လုံးသုံးလုံးနဲ့အယုတ်ဆိုးလာတဲ့လူကြီးတစ်ယောက်ရုတ်တရက်ပေါ်လာတာပေါ့ကွယ်ဟာမေယုဆိုးလေးငါကနှစ်ထယုတ်ဆိုးလို့လန့်သွားသလားကွယ်ဟဲဟုတ်တယ်ရှင်ကမျက်လုံးသုံးလုံးနဲ့ပို့ပြီးအယုတ်ဆိုးနေတာ哦လန့်တာပေါ့ဒါပေမဲ့ကျမလည်းအယုတ်ဆိုးတာပါပဲရှင်ကဲပါလေအားမငယ်ပါနဲ့ရော့ဒီလက်ဆွဲကိုယူထားရော့ဒီမှာဖိတ်စာဒီညမြို့ဝင်မင်းရဲ့မင်းသမီးလေးမွေးနေ့ပါတီပွဲရှိတယ်ဒီမြို့ကအချော်ဆုံးအလှဆုံးလူလင်ပြိုလုံမပြိုတွေအဲ့ဒီမွေးနေ့ပွဲကိုတက်ရောက်ကြလိမ့်မယ်အဲ့ဒီလက်ဆွဲကိုဆွဲပြီးအဲ့ဒီပါတီပွဲကိုမင်းသွားပေါ်အဲ့ဒီမှာမင်းရဲ့ဖူးစာရှင်ကိုတွေ့ကောင်းတွေ့လိမ့်မယ်အဲ့လိုပြောပြီးနောက်မျက်လုံးသုံးလုံးနဲ့လူကြီးဟာထွက်သွားတော့တာပေါ့မေယုဆိုးလေးဟာပျော်မြူးလျက်ချန်ရင်ခဲ့တာပေါ့ကွယ်ဟဲဒီလက်ဆွဲလေးကြောင့်ငါချောတော့လာတော့မယ်ဆိုပါလားအဲ့ဒီနေ့ညမှာတော့မေယုဆိုးလေးဟာလေးဆွဲကိုဆွဲပြီးမွေးနေ့ပါတီပွဲကိုသွားရောက်တော့ရမြို့ဝင်ရဲ့သမီးလေးကဝမ်းသာအားရစီးကြိုတော့တာပေါ့ကွယ်ဟဲလှလိုက်ချောလိုက်တာပါလားကြွပါရှင်ကြွပါဒါနဲ့နာမည်ဘလို့ခေါ်ပါတလဲမမချောချောလေးရဲ့မေဂရီချောပါညီမလေးရဲ့အိုးမေဂရီချောတယ်လားလှလိုက်တဲ့နာမည်လေးကွယ်ရုပ်အစင်းနဲ့လိုက်ပါပြီရဲ့အင်မတန်မှချောမောလှပနေတဲ့မေယုဆိုးလေးကိုရွှေပွဲလာအပ်ပရိသတ်အပေါင်းကဝိုင်းဝန်းချီကျူးပြီးငှီးကြည့်မဆုံးဖြစ်နေကြတာပေါ့ကွယ်။အိုးငါရဲ့ဘဝမှာဒီလိုလူတွေရဲ့အရေးပေးမှုတစ်ခါမှမခံခဲ့ရဘူး။ဆိုပြီးမေယုဆိုးလေးကတွေးနေတာပေါ့ကွယ်။လူလင်ပြိုတွေဟာလည်းမေယုဆိုးလေးရဲ့အနားမှာဝိုင်းနေနေတော့တာပေါ့။အဲ့ဒီလူလင်ပြိုတွေကအချောဆုံးလူလင်ပြိုဟာမေယုဆိုးလေးကိုစပစ်ဖြိုရင်လာတိုက်တာပေါ့ကွယ်ချင်းသမားရဲ့အလှကိုကွန်ပျူတာအနေနဲ့စပစ်ဖြိုရင်စက်တာပါတယ်လက်ခံပါနော်ဆိုပြီးပြောကစပစ်ဖြိုရင်လေးကိုပေးတယ်ကွယ်မေယုဆိုးလေးလည်းအဲ့ဒီလူချိုးလေးကိုသဘောကျသွားပြီးသူတိုက်တဲ့စပစ်ဖြိုရည်ကိုတောက်လိုက်တာပေါ့ဒီလိုနဲ့တစ်ခွက်ပြီးတစ်ခွက်တောက်လိုက်ရမေယုဆိုးလေးဟာမူးလာတော့တဲ့ကွယ်ဟဲမမခရီးချောမူးလို့လားလာညီမရဲ့အိယာမှာခဏလဲနေလိုက်ဆိုပြီးမြို့ဝင်မင်းရဲ့သမီးလေးဟာမေယုဆိုးလေးကိုသူမရဲ့အခန်းစီတွဲခေါ်သွားတာပေါ့ဖေးမွေရပေါ်မှာအိတ်ဆက်ခန်းလိုက်တဲ့ကွယ်အဲ့ဒီနောက်မွေးနေ့ပါတီပွဲကိုပျော်ပျော်ကြီးဆင်နွှဲနေကြတော့မှပဲတခိုးတရားဟာအိမ်မော်တက်လာတာပေါ့ကွယ်အဖိုးတန်ပစ္စည်းခိုးဖို့ဟိုဒီရှာပွေလိုက်ရန်မြို့ဝင်မင်းရဲ့သမီးအိတ်ခမ်းထဲမှာအိပ်ပျော်နေရှာတဲ့မေယုဆိုးရဲ့လေပင်ကလေဆွဲကိုတွေ့သွားပါရောကွယ်အဖိုးတန်လေဆွဲပါလားပွားတာပဲတခိုးကလေဆွဲကိုဖြုတ်ကိုသွားတော့တယ်လေဆွဲလည်းမရှိရောမေယုဆိုးလေးဟာအချောလှတွေပျောက်ကုန်ပြီးရုပ်ပြန်ဆိုးသွားတော့တာပေါ့ကွယ်ဒါကိုအခြေအနေလာကြည့်တဲ့မြို့ဝင်မင်းရဲ့သမီးလေးကတွေ့သွားရအိုးရုပ်ဆိုးမပါလားလာကြပါဦးဒီမှာရုပ်ဆိုးမမေရုပ်ဆိုးလဲလန့်လို့သွားပြီးသူမရဲ့အခြေအနေကိုသူမသိသွားရရှက်လွန်းလို့ငိုကြွေးလည်းရမြို့ဝင်မင်းရဲ့အိမ်ပေါ်ကနေပြေးသွားရှာတဲ့ကွယ်မေယုဆိုးလေးဟာဥယျာဉ်တဲကကြောက်ခုံလေးတစ်ခုံမှာသွားထိုင်ပြီးဝမ်းပန်းတက်နဲ့ငိုကြွေးနေရှာတော့မှပဲသူမရဲ့အနာကိုစပြည့်ရတိုက်ခဲ့တဲ့လူကျော်လေးရောက်ရှိလာတော့တယ်ချင်းသမဘာမှအားငယ်မနေနဲ့ငိုကြွေးမနေပါနဲ့ကွယ်အိုးငိုမှာပဲကျမကရှင်တို့လိုမှမချိုးမလှပဲ
ကိုဟာမင်းနဲ့ဘဝတူပါပဲကွယ်ဒီမှာကြည့်ဆိုပြီးကိုလူကျော်လေးဟာပျော့ပျော့ဆူဆူနဲ့သူ့ရဲ့လေဘေးမှာပတ်ထားတဲ့မဖလာကိုဖြုတ်လိုက်ရာလေဘေးမှာဆွဲထားတဲ့လေဆွဲလေးကိုတွေ့ရတော့တာပေါ့ကွယ်အဲ့ဒီလေဆွဲကိုလည်းဖြုတ်လိုက်ရောသူ့ရဲ့လှပချုံမမှုတွေကွယ်ပြောက်သွားတော့တာပေါ့ကွယ်ကိုလည်းကိုရုပ်စုပါပဲကွယ်အိုးရှင်ကိုလည်းမျက်လုံးသုံးလုံးနဲ့လူကြီးကလေဆွဲလာပေးခဲ့တာပါပဲလားဟုတ်တာပေါ့တကယ်တော့ရုပ်ရည်လှပမှုထက်စိတ်နှလုံးဖြူစင်ပြီးကိုချင်းစာစိတ်ရှိဖို့သာအရေးကြီးကြောင်းသိစေဖို့သူကရုပ်ဆိုးတဲ့သူတွေကိုလေဆွဲလေးတွေလိုက်ပေးနေတာကွတကယ်လဲကိုတို့ဟာရုပ်ရည်ချုံမောလှပဖို့ထက်စိတ်နှလုံးဖြူစင်လှပပြီးစာနာစိတ်ရှိကြဖို့ပဲအရေးကြီးပါတယ်ညီမရဲ့နော်ဟုတ်တာပေါ့ရှင်ဒီလိုနဲ့ကိုရုပ်ဆိုးလေးနဲ့မေရုပ်ဆိုးလေးတို့ဟာစာနာဖြူစင်လှပတဲ့စိတ်နှလုံးကိုခြေခံပြီးပူဇာပတ်ချစ်သူတွေဖြစ်သွားကြတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့လည်းဖြူစင်စာနာတတ်တဲ့စိတ်နှလုံးလှလှတွေရှိကြပါစေကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်